ရန်ကုန်မှာဒဏ်ရာတွေကြီးပါပဲကွာနာစရာတွေများတဲ့အခါအရာရာနဲ့ဖြေချရတာပဲအရက်ဘီယာမူရစေးပကြီးကပြားသားမရေးဖြစ်ရင်လူပိုတာတာနဲ့ဖြတ်တန်းရမှာပဲရန်ကုန်မှာမျက်ရည်မကျဘူးရင်အမှုပညာသမားလို့ဘယ်မည်မလဲအတဲကွဲခြင်းမင်းမရှိတော့ငါဟာလူမိုက်မင်းရှိတော့ငါဟာလူညံ့မင်းဟာငါတဘေးနာရှိတော့ငါကြည့်မရဆုံးမိမအခုငါဘေးနာမင်းမရှိတော့ငါအချစ်ဆုံးမိမတယောက်ဒီလိုကြောက်မဲ့ဖွယ်အာယုံနဲ့ငါကြေကွဲလို့မင်းမရှိတော့တရားပြတ်တယ်လမ်းပိတ်တယ်မကောင်းတဲ့အိမ်မက်တွေလည်းမက်တယ်ငါအိယာပေါ်ကမင်းထားခဲ့တဲ့ဆောင်မင်းဝတ်ခဲ့တဲ့အဝတ်အစားငါမှာပြာကျစိတ်နဲ့မီးလောင်လို့မကောင်းဘူးမင်းတို့နှစ်ယောက်သဘောတူပါတယ်ပြောလိုက်ရပေမဲ့ငါသဘောမတူဘူးအချစ်မှာငါကတိုက်ပွဲခဏခဏကြရရန်သူအချစ်မှာငါကခွင့်ပြုချက်မရသေးပဲဆေးရုံကဆင်းပြေးတဲ့လူနာရန်ကုန်ဟာကျင်းပါတယ်ဒါပေမဲ့မစုံနိုင်တော့ဘူးဘဝဟာကျမမရှိမှသိမယ်ဒီစကားဟာမှန်ပါတယ်တန်မန်းတွေဟာလှပေမဲ့မာကျောမန်းငါသိပါတယ်မင်းနှခမ်းတွေဟာ9 ရက်အတွင်းအရေးပျော်လို့ငေါ့အော်တန်ဟာလုံခြုံရေးမရှိပွင့်ထွက်လို့ပိန်သွားတယ်ငါဟာယူသွတ်နေတဲ့မျက်နှာချက်ငါဟာကက်စီနေတဲ့ယောက်ျားငါဟာမင်းမရှိတော့လေတယောက်တည်းမင်းမရှိတော့လေတယောက်တည်းသမားနောက်ဆုံးနေ့တို့တွေ့မယ်10 နာရီခွဲတဲ့မိမတယောက်ရဲ့အလိုဆန္ဒအဲ့ဒီအထိငါအလုတ်ကလွဲပြီးကြံတာငါဘာမှမငဲ့သူညနေ6 နာရီမင်းမရှိတော့ဘူးမင်းမရှိတော့ဘူးမင်းတော်တွေကမဲ့လို့မင်းအခန့်လွတ်ကတစ်ချုံလို့ဝင်းမြက်